Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ video 3ကိုသုံးပြီးတော့မှ character မပြောင်းမဲနဲ့ AI video တွေကိုဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါခါကျတော့ပထမဆုံးအနေနဲ့ video 3မသုံးခင်မှာကျွန်တော်တို့ VPN အရင်ဆုံး download ဆွဲရပါမယ်အဲ့ဒီ VPN ကကျွန်တော်တို့ဒီမှာ free VPN ပေါ့နော်Chrome မှာကျွန်တော်တို့ extension အနေနဲ့သွားသုံးမှာသွားသုံးနေဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်က download ဆွဲပြီးသားမလို့သူကဒီမှာ remove from Chrome လို့ပြထားတာမိတ်ဆွေတို့ကဒီမှာဆိုရင် add to Chrome လို့ပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်မိတ်ဆွေတို့ရဲ့ Chrome မှာအဲ့ဒီ VPN ကရောက်သွားပါလိမ့်မယ်အဲ့ဒါခါကျတော့ VPN ကအဲ့ဒီ Chrome ကိုရောက်ပြီဆိုရင်ဘာလုပ်အောင်မလဲဆိုကျွန်တော်တို့အဲ့ဒီ VPN ကို on ရပါမယ်နော်ဖွင့်ရမယ်ပေါ့နော်ဖွင့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဒီနေရာမှာကျွန်တော်က VPN add ပြီးသွားပြီမိတ်ဆွေတို့လည်း add ပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ extension လေးကိုကျွန်တော်တို့သွားပါမယ် extension လေးကိုရောက်ပြီဆိုရင်အဲ့ဒီ extension မှာကျွန်တော်တို့အဲ့ဒီမှာ free VPN for Chrome ဆိုတော့ကျွန်တော်တို့ channel ပါမယ်နှိပ်ပြီးဆိုရင်အဲ့ဒီမှာကျွန်တော်ကတော့ဟိုတခါတည်းချိန်ပြီးသားမို့လို့ဒီမှာမချိန်ရသေးဘူးဆိုရင်ဒီမှာ US region ကိုခါတည်းရွေးပေါ့နော် region တွေအများကြီးရှိတယ်ဒါပေမဲ့ US region တွေက Oregon ရွေးပေါ့နော် Oregon ဆိုရင်တော့ line ပိုကောင်းတာပေါ့နော်အဲ့ဒါဆိုရင်ရွေးပြီးပြီဆိုရင်ကျွန်တော်တို့ကvideo 3ကိုသုံးဖို့အတွက်အဆင်သင့်ဖြစ်ပြီပေါ့နော်ဒါပေမဲ့ဟိုကိုကဒီက US region မှာရှိမရှိဆိုတော့ကိုသွားစစ်လို့လည်းရတယ်အဲ့ဒီမှာ what is my IP address ဆိုတော့တစ်ချက်နှိပ်လိုက်တယ်ဆိုရင်သူကကိုကUS region မှာရောက်မြောက်ဆိုတော့ကျွန်တော်တို့အဲ့မှာကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ဆက်လိုက်တော့ဒီမှာသူကဒီမှာ US region ကိုရောက်နေပြီဟုတ်ပြီနော်ဒါဆိုရင် confirm ဖြစ်ပြီပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့က US region ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကအခု VO3 ကိုစပြီးတော့သုံးလို့ရပါပြီကျွန်တော်တို့ဟို Google VO3 ကိုကျွန်တော်တို့ flow ကနေစမ်းသုံးပါမယ်အဲ့တော့ flow ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒါကျွန်တော်အရင်နေ့ကဖန်တီးထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဟို flow ကိုရောက်ပြီဆိုရင်ဘာလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ဟိုကိုကကျွန်တော်အခုပြမှာဗာလဲဆိုတော့ image to video သွားမှာပေါ့နော် image to video သွားမှာဆိုတော့ခါကျပထမဆုံးเนี่ยကျွန်တော်တို့ဘာရင်စလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ကimage ကိုစပြီး create လုပ်အောင်ပါမယ်နော်ဆို image create လုပ်ဖို့ဆိုရင်ကျွန်တော်ကသူ့ရဲ့ဟိုဟာ flow မှာရှိနေတဲ့ generate image ကနေသွားလဲရတယ်ဒါကျွန်တော်အရင်တနေ့ကဟိုဖန်တီးထားတဲ့ပုံလေးတွေပေါ့နော်တကယ်လို့ဟိုအဲ့မှာဖန်တီးခြင်းမူဆိုရင်တော့တနည်းသုံးလို့ရပါတယ်တကယ်တော့ကျတော့ width မှာတော့ဖန်တီးတာပို့ပြီးတော့မှအဆင်ပြေတယ်ဘာလို့ဆို width မှာဆိုရင်ကျွန်တော်တို့ကမြန်မာဓာတ်ပုံတွေမြန်မာဗီဒီယိုတွေကိုထုတ်မယ်ဆိုရင် width ကပြီးသားတယ်ပေါ့နော်အားကြောင့်ကျွန်တော်ဒီမှာဟိုအစမ်းရေးလိုက်မယ်ပေါ့နော်မြန်မာ beautiful ဟိုဘယ်လိုခေါ်မလဲ lady လေးပေါ့နော်မျိုးမြန်မာ main ကလေးပေါ့နော်မြန်မာ main မပြိုလေးကတပင်လေးအောက်မှာရက်နေတယ်ပေါ့နော်ရက်နေတယ်နောက်ပြီးတော့ဘာရှိမလဲပေါ့နော်အဲ့ဒါခါကျတော့ကျွန်တော်တို့ဒီမှာစီကိုတော့ဟိုလုံးမထားဘူးစမ်းကြည့်လိုက်မယ်ဒီကောင်ဘယ်လိုမျိုးထွက်လာမလဲလို့နော်ဒီကောင်အရင်ဆုံးရိုးရှင်းရှင်းရေးတယ်ဆိုရင်လည်းသူကရပါတယ်ကိုကရိုးရှင်းရှင်း prompt ရေးပြီးပြီဆိုရင်ကိုယ့်ရဲ့ prompt ကို ChatGPT မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ DC မှာပဲဖြစ်ဖြစ်ကိုကသွားပြီးတော့မှ enhance လုပ်လို့ရတယ်ပေါ့နော် enhance ဆိုတာပိုကောင်းအောင်လုပ်လို့ရတယ်ပေါ့နော်အခုလက်ရှိကျွန်တော်ကဒီတိုင်းပဲရိုးရှင်းရှင်းအင်္ဂလိပ်စာလေးရေးလိုက်တာပေါ့နော်ရေးပြီးတော့ကျွန်တော်ထုတ်လိုက်မယ်ထုတ်လိုက်တဲ့ခါကျကျွန်တော်တို့ဒီမှာပုံလေးတွေထွက်လာတယ်ဒီ width ရဲ့တစ်ခုရဲ့အားသာချက်ကသူကပုံထုတ်တဲ့အခါမှာမြန်မာမှုပုံတွေအတွက်ဆိုသူကအရန်ကိုကောင်းနေပေါ့နော်ကောင်းပြီးတော့မှတိကျတယ်အဲ့မှာပုံလေးတွေထွက်လာတယ်ဒီပုံတွေကဒီမှာဘာလုပ်လို့ရလဲဆိုတော့ကိုကဟို animate လုပ်လို့ရတယ်ရိုးအကောင့်ဆိုရင်လည်း video 10ခုထုတ်လို့ရတယ်ပေါ့နော်ဟိုဘယ်လိုခေါ်မလို့ပိုကောင်းအောင်တော့မှလုပ်လို့ရတယ်အဲကျွန်တော်ဒီမှာကနည်းနည်းလေးပိုကောင်းသွားအောင်လို့ကျွန်တော်အသက်20ကျော်လို့ကျွန်တော်ပြန်ထုတ်ကြည့်လိုက်မယ်နော်ဘာထူးမလဲလို့အဲ့ဒါခါကျတော့ဟိုပိုငယ်ပြီးတော့မှပိုချောမလားပေါ့လေဟိုကိုယ့်ရဲ့ video file လေးကိုလှလှပပလေးထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းလေးအဲ့လိုမျိုးပေါ့နော်ကိုက tweak လုပ်ပြီးတော့မှဒီတိုင်းပဲပေါ့နော်စမ်းသပ်ရင်းနဲ့အဲ့လိုမျိုးလုပ်ကြည့်လို့ရတယ်ပေါ့နော်ဆိုးတော့မဆိုးပါဘူးဟုတ်လားတဲ့ပုံကတော့သူကတော့ဒါကတော့လှတော့လိုက်ဒါပေမဲ့ကျောင်းဆရာမဝတ်စုံနဲ့ဖြစ်နေတော့ဒါကိုကျွန်တော်မသုံးတော့ဘူးပေါ့နော်အဲ့တော့ခါကျအဲ့လိုပေါ့ကျွန်တော်တို့ဒီကိုကဟိုကိုယ့်ရဲ့ prompt တွေကိုကျွန်တော်တို့ဒီမှာအမျိုးမျိုး fine tune လုပ်လို့ရတယ်ပေါ့နော် fine tune ပြီးတော့မှဟိုကိုကြိုက်တဲ့ပုံသုံးလို့ရတယ်ကျွန်တော်ကတော့ဒီမှာကိုတပုံကိုကျွန်တော်ကကြိုက်တဲ့ပုံတပုံကိုကျွန်တော်ကတင်ထားတယ်တင်ထားတော့ကျွန်တော်ဒီမှာပြန်ပြီး upload လုပ်မယ်ဒီပုံပေါ့နော်ကျွန်တော်ကဟို download ဆွဲထားတဲ့ပုံအဲ့ဒီပုံ crop လုပ်မယ် crop လုပ်ပြီးတဲ့ခါကျရင်ကျွန်တော်ကဒီမှာကျွန်တော်တို့ prompt ရေးရမှာပေါ့နော် prompt ရေးတဲ့ခါကျရင်တကယ်လို့ကိုကအင်္ဂလိပ်စာအားနည်းတယ်ဆိုရင်ကျွန်တော်တို့က ChatGPT နဲ့တွားပြီးတော့မှမေးလို့ရတယ်လို့ Google Translator မှာတွားပြီးတော့မှလည်းမေးလို့ရတယ်အခုဒီမှာကျွန်တော်ပုံလေး upload လုပ်နေဆိုရင်ကျွန်တော်တို့ဒီ ChatGPT မှာ
အဲ့လေကျွန်တော်တို့ဒီပုံလေးကိုတင်မယ်ပေါ့နော်ဆောနာကျွန်တော် download ဆွဲထားတဲ့ပုံကို ChatGPT မှာလည်းသွားမေးမယ်မေးပြီးတော့မှကျွန်တော်ကဒီမှာကျွန်တော်က frame ကနေဗီဒီယိုပြောင်းဖို့အတွက်ကိုကျွန်တော်က prompt ကိုထုတ်မှာထုတ်တဲ့ခါကျတော့ကျွန်တော်ကလို့ပေါ့နော်ဥမာကိုကဟိုဘယ်လိုခေါ်မလို့ကျွန်တော် prompt ထည့်ပေးပါပါเนาะကျွန်တော်ဒါလေးကိုရေးလိုက်ပါမယ်ရေးပြီးတော့ကျွန်တော်ကဒီစာလေးပါထည့်မှာပေါ့เนาะမင်္ဂလာပါ view page မှာကြိုဆိုပါတယ်ပေါ့เนาะဒီလိုမျိုးကျွန်တော်ထည့်လိုက်မယ်ထည့်လိုက်ခါကျရင်သူကprompt လေးထွက်လာပြီထွက်လာတဲ့ခါကျရင်ဒါပေမဲ့ကျွန်တော်ကဒီပုံစံကိုကျွန်တော်သိမကြိုက်ဘူးမကြိုက်တဲ့ခါကျတော့ဘာလုပ်မလဲဆိုတော့ကျွန်တော်ရဲ့အရင်တော့ဟိုတနေ့က fine tune လုပ်ထားတဲ့ဟာရှိတယ်ကျွန်တော်အရင်ဆုံး enhance လုပ်ကြည့်လိုက်မယ်เนาะအဲ့တော့ခါကျကျွန်တော်ဒါအရင်နဲ့ကျွန်တော်ကဒီပုံစံတိုင်းထွက်တယ်ဆိုရင်ထုတ်တယ်ဆိုရင်မြန်မာစကားပြပြတတ်ထွက်တာမလို့ကျွန်တော်က ChatGPT ကိုသွားပြီးတော့မှဒီပုံစံဒီ template တိုင်းကို enhance လုပ်ပေးပါလို့ကျွန်တော်ကဒီမှာမေးလိုက်တာပေါ့နော်ပြောလိုက်တာပေါ့ဒါဆိုရင် तू ကဒီပုံစံတိုင်းပေါ့နော်ထုတ်ပေးပါပေါ့ဟုတ်ပြီဒါဆိုရင်ကြည့်ကြရအောင်အခုဆိုရင် तू ကတခါတည်းအဲ့ဒီမှာ sense description လို့ခေါ်တဲ့ဘယ်နေရာမှာလဲပေါ့နော်ဘယ်လိုဝတ်စားလဲဘယ်လိုပုံစံလဲဆိုတော့ तू အတိအကျဘာလို့တခါလဲကြာရင် model တွေက View 3 model တွေအတိအကျမပြောဘူးဆိုရင်တို့ကအတိအကျထွက်ဖို့ခက်တယ်ဗျာသူကကိုလိုချင်တဲ့ဗီဒီယိုကိုအတိအကျမထွက်ပြဟုတ်ပြီဒီပါဒါဆိုရင်ကျွန်တော်ဒီမှာစာနဲ့ဖတ်ကြည့်လိုက်တော့မစိုးဘူးပေါ့နော် dialogue ကလည်း in Burmese လို့ပြောထားတယ်ကျွန်တော်ပြောချင်တဲ့စာလေးကလည်းဒါလေးပဲပေါ့နော်ဒါပေမဲ့စာကနည်းနည်းလေးတိုနေသေးတယ်ပေါ့နော်တိုတဲ့ခါကျကျွန်တော်ကဒီမှာစာနည်းနည်းတိုတယ်ဆို credit က20ပေးရမှာဆိုကျွန်တော်ကစာရေးနည်းနည်းထပ်ဖြည့်ဖို့ကျွန်တော်စဉ်းစားတယ်ပေါ့နော်နည်းနည်းလေးချီလေးဆိုရင်သူကပိုအဆင်ပြေမယ်လို့ကျွန်တော်ထင်လို့ပါအဲ့တော့ခါကျကျွန်တော်ကဒီမှာအကုန်ဖတ်ကြည့်လိုက်တဲ့ခါကျသူကအကုန်လုံးပေါ့နော်ဘယ်မှာအပင်အောက်မှာထားမယ်ပို့ဆိုလို့ပေးမလဲပေါ့နော်ကင်မရာကဘယ်လိုလာမလဲကိုစီကိုကဒါ director တယောက်လိုပဲဒါပြန်ပြီးတော့ကိုမလိုချင်တယ်လို့ fine tune လုပ်လို့ရတယ်ဟုတ်ပြီဒါဆိုကျွန်တော်ကဒီမှာနောက်ထပ်ဘာထည့်မလဲဆိုတော့ကျွန်တော်ကမင်္ဂလာပါပြောတဲ့ခါကျကျွန်တော်လက်ဥချီပုံစံလေးပါအောင်လို့ဝေဆိုကျွန်တော်ထည့်လိုက်တာပေါ့နော်ဝေဆိုတဲ့အတိတ်ပဲကမင်္ဂလာပါလို့ပြောတဲ့အချိန်မှာတဲ့ဒီမှာကျွန်တော်တို့ကဗာလဲဆိုတော့ဒီဝေ capture လို့ခေါ်တဲ့ဒီလက်နက်ဖက်ကိုပို့ပြီးတော့မှကျွန်တော်တို့ကမင်္ဂလာပါလက်ဥချီတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးဆိုရင်ပို့ပြီးတော့မှကျွန်တော်ကပို့ပြီးတော့မှအဆင်ပြေမယ်ထင်လို့ဒါလေးကိုကျွန်တော်ထည့်လိုက်တာပေါ့နော်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ prompt ကိုပြန်ဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်လို့ကိုကအဆင်ပြေတယ်ဆိုရင်ဒီလိုထည့်ရခြင်းဆိုရင်လည်းကျွန်တော်နောက်တစ်စာတစ်ကြောင်းထည့်ချင်တာမို့လို့ကျွန်တော်ကနောက်တစ်မေးခွန်းလေးတစ်ခုထည့်လိုက်အောင်ပေါ့နော်ထည့်ပြီးတော့မှကျွန်တော် ChatGPT ကိုပဲ prompt တစ်ခါတည်းသူ့ကိုပဲပြန်ရေးခိုင်းတာပဲသူကဒီမှာထည့်လိုက်တယ်မင်္ဂလာပါလို့ပြောတယ်ပြောပြီးတော့မှကျွန်တော်ကဖေးမှာပေါ့နော်အဲ့ဒီမှာ AI ဗီဒီယိုတွေဖန်တီးတက်ပြီးလားပေါ့နော်အဲ့လိုမျိုးဆိုရင်သူကမေးတဲ့ခါမှာကောင်းလေးကိုတစ်ချက်လေးလှုပ်သွားပြီးလှည့်သွားပြီးတော့မှအဲ့လိုမျိုးလေးမေးဖို့အတွက်သူက ChatGPT ကသူက prompt ရေးပေးတယ်ပေါ့နော်ကျွန်တော် prompt ရေးတိုင်းကျွန်တော်တို့ဒီ ChatGPT နဲ့ရေးတယ်ဆိုရင်ပို့ပြီးတိကျပါတယ်အဲ့တော့ခါကျတော့ကိုက prompt တစ်ခုကိုရပြီဆိုရင်ကိုကအဆင်ပြေတဲ့ prompt ရပြီဆိုရင်ဒီ prompt ကိုကျွန်တော်ဘာလုပ်မလဲဆိုတော့copy ကူးလိုက်ပေါ့နော် copy ကူးပြီးတော့မှအကုန်အပေါင်းဝင်ခေါင်းစဉ်မှာအပေါင်းဝင်အကုန်ကူးပြီးဆိုရင်ကျွန်တော်တို့က flow ကိုကျွန်တော်ရွေးထားတဲ့ပုံထည့်ပြီးပြီဆိုရင်ရိုက်ချပြီးတော့မှနောက်တစ်ခုဒီမှာ model လေးရွေးပေးရမယ် model ရွေးတဲ့အခါမှာ quality ရဲ့ default ဖြစ်နေကျွန်တော် fast ကိုပြောင်းလိုက်တယ်ဘာလို့ဆို quality ဆိုရင်100 credit သုံးမှာမဟုတ်လို့ဟုတ်ပြီဒါဆိုရင် default ဆိုရင်ဟိုပေါ့ fast ဆိုရင်ကျွန်တော်တို့ကဒီမှာပါလဲဆိုတော့ဟို credit 20ပဲသုံးမှာပေါ့ဟုတ်ပြီဒီမှာကျွန်တော်က she say in ဘာမီဆိုကျွန်တော်ထည့်လိုက်မယ်ဘာလို့လဲဆိုတော့ဟိုအင်္ဂလိပ်လိုထွက်လာမှာဆိုလို့ဘာလို့လဲဆိုမြန်မာလိုလေးပြောပြပါလို့ကျွန်တော်ဒီမှာထည့်လိုက်မယ်နော်ဒါမှသူကမြန်မာလိုခေါင်းဒီမှာလည်းပဲကျွန်တော်ကshe say inside in Burmese ပေါ့နော်ဟုတ်ပြီဒါဆိုရင်သူကမြန်မာလိုပြောပြီးတော့ဆိုရင်ကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်လုပ်လိုက်မယ်လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာခဏဆောင်လိုက်မယ်ပေါ့နော်ကျွန်တော်ဒါကိုတော့ကျွန်တော်ရစ်လိုက်ပါမယ်မြန်လေးဟိုဖြစ်သွားအောင်လို့ဟုတ်ပါပြီအဲ့တော့ခါကျတော့သူကဒီဗီဒီယိုလေးကိုကျွန်တော်တို့ထွက်လာပြီပေါ့နော်100ရာခိုင်နှုန်းပြည့်သွားပြီဒါဆိုရင်ကျွန်တော်ဒါလေးကိုစမ်းဖွင့်ကြည့်ပါပေါ့နော်တော့ Viewbit page မှာကြိုဆိုပါရစေ AI ဗီဒီယိုတွေဖန်တီးတက်ပြီလားနောက်တစ်ခုကကျွန်တော်ကနောက်ထပ် send တစ်ခုထပ်ထည့်မှာဆိုတော့ဆောင်းနာပုံကိုပဲကျွန်တော်ကဒီမှာထပ်ထည့်ပါတယ်ထပ်ထည့်မယ်ဆိုတော့ကျွန်တော်နောက်ဆောင်းနာပုံတစ်ပုံကဒီမှာဆောင်းနာရဲ့ကျွန်တော်ကဆောင်းနာ fine tune လုပ်ထားတဲ့ကျွန်တော်ကအားပဲကျွန်တော်ပြန်ကူးထည့်ပြီးတော့မှကျွန်တော်ကကိုလိုချင်တဲ့ကိုနောက်ထပ်စကားပြောထည့်ချင်တဲ့ဟာလေးပဲကျွန်တော်ပြောင်းပြီးတော့မှ ChatGPT မှာပြန်ပြီးထပ်မေးမှာပါเนาะနောက်ခါကျငကိုဆောင်းနာရှိနေတဲ့prompt ကိုကျွန်တော်ဒီမှာပြန်ကူးထည့်မှာပါเนาะ ChatGPT စီသွားပြီးတော့မှပြန်ကူးထည့်မယ်ပြန်ကူးထည့်ပြီးတော့မှကျွန်တော်ကဘာရေးမလဲပေါ့နောက်တစ်ခုကကျွန်တော်တို့ send တစ်ခုပေါ့နော်နောက်တစ် send တစ်ခုမှာကျွန်တော်ကနောက်တစ်မေးခွန်းတစ်ခုမေးမှကျွန်တော်ကလက်ဥချီတဲ့ဟာကိုကျွန်တော်ကဖယ်ခိုင်းလိုက်ဘာလို့လဲဆိုတော့နောက်ထပ် sense မှာကလက်ဥထက်ချီနေတယ်ဆိုရင်ဟိ
ဟိုကမဖြစ်တော့ဘူးလေ make sense မဖြစ်တော့တဲ့အကြောင်းကိုကျွန်တော်ကအဲ့ဒီဟို remove လုပ်ပြီးတော့မှကျွန်တော်ကအဲ့ဒီမှာကိုကအဲ့ဒီမှာဟိုအရင်ဟာကိုပြန်ကူးမယ်ပေါ့နော်အရင် prompt ကိုပြန်ကူးထည့်မယ်ကူးထည့်ပြီးတော့မှကျွန်တော်ဘာလုပ်မှာလဲဆိုတော့အဲ့ဒီမှာဘာပြောမှာလဲဆိုတော့ကျွန်တော်ကအဲ့ဒီမှာငကိုကဒီမင်္ဂလာဝါဆိုတဲ့ဟာကိုကျွန်တော်ကဟိုနောက်ထပ်ဟို conversation တစ်ခုထပ်ထည့်မှာပေါ့နော်အဲကြောင့်အရင်ဟာကိုကျွန်တော်ဒီမှာဖြတ်လိုက်မှာပေါ့နော်ဖြတ်ပြီးတော့မှကျွန်တော်ကဒီမှာနောက်ထပ်ကိုကပြောချင်တဲ့ဟာပေါ့နော်ဟိုကိုပြောချင်တဲ့ဟာကိုဒီမှာကျွန်တော်ပြန်ထည့်မယ်အဲ့တော့ခါကျဒီမှာကျွန်တော်ကဟိုမြန်မာလိုလေးကွက်ကိုရိုက်ထည့်ပြီးတော့မှဟိုထည့်တယ်ဆိုရင်ပို့ပြီးတော့မှဟိုငကိုတွေကကြိုရေးထားတယ်ဆိုရင်တော့ပိုမြန်တာပေါ့နော်တကယ်လို့ကျွန်တော်ပထမမေကုန်းကဟို AI ဗီဒီယိုတွေဖန်တီးတက်ပြီလားပေါ့နော်နောက်ထပ်မေကုန်းကတကယ်လို့ဖန်တီးတက်ပြီးသေးဘူးဆိုရင်ကျွန်တော်တို့ Viewbit page မှာလာလေ့လာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကရေးချင်တာပါတကယ်တော့ promote video ပဲပေါ့နော်အဲ့ဒါခါကျဒါဖန်တီးတက်သေးဘူးဆိုရင် Viewbit private group မှာလာလေ့လာလို့ရတယ်ပေါ့နော်တော့ကျွန်တော်ဒီလိုလေးရေးလိုက်ပါမယ်ရေးလိုက်ပြီးတဲ့ခါကျတော့ဟိုဘာပေါ့နော်ဟိုဘယ်လိုခေါ်မလဲချက် GPT ကိုပဲပြန်ပြီးတော့မှကျွန်တော်ကအပေါ်မှာရှေ့မှာဒီ prompt ရဲ့ရှေ့မှာကျွန်တော်ပြန်ပြီးတော့မှဘယ်လိုခေါ်မလဲ enhance လုပ်ပါလို့ကျွန်တော်ကဟိုထပ်ပြီးတော့မှပြောထားတာပေါ့နော်အဲ့ဒီခါကျ तू ကအဆင်ပြေသလိုသူ translation လည်း तू ကပြန်ထည့်ပြီးမှာပေါ့နော်ဘာလို့လဲဆို translation မှာကျ तू ကအရင် hello welcome to the Viewbit page လို့ဖြစ်နေတာမဟုတ်လို့အဲ့ခါကျကိုကဒီမှာဆိုရင်ဖန်တီးတက်သေးဘူးဆိုရင် Viewbit private group ကိုဒီမှာဝင်ကြီးဘလောက်နဲ့လေ့လာလို့ရပါတယ်ဆိုတော့file လေးပေါ့နော် video file လေးကျွန်တော်ထပ်ထုတ်မှာမို့လို့ကြောင့်မို့ကျွန်တော်ကဒါတော့ရိုက်ထည့်လိုက်တယ်ရိုက်ထည့်ပြီးတော့မှကျွန်တော်ကမလုပ်မှလဲဆိုတော့ ChatGPT ကိုပဲကျွန်တော်ကပြန်ပြီးတော့မှဟို fine tune လုပ်ခိုင်းမှာပေါ့နော်အဲ့ဒါခါကျဒါတွေအကုန်လုံးကျွန်တော်ရေးလိုက်တယ်ရေးပြီးဆိုရင်မလုပ်မလဲဆိုတဲ့ခါကျတော့ကျွန်တော်ကဒီမှာအကုန်ပြန်စစ်ကြည့်လိုက်မယ်ပေါ့နော်ဟိုအဆင်ပြေတာပါလားပေါ့နော်ဖတ်ကြည့်ပြီးဆိုရင်ကျွန်တော် ChatGPT ကိုပဲ prompt ကိုထပ်ပြီးတော့မှဒီမှာနောက်တစ်ခုကဘာထပ်လုပ်မှလဲဆိုတော့ကျွန်တော်ကဟိုဝေပေါ့နော်လက်အုပ်ချီတဲ့ဟာကိုကျွန်တော်ကဒုတိယ syncs မထည့်ချင်တော့မထည့်တဲ့ခါကျကျွန်တော်က ChatGPT ကိုကျွန်တော်က remove ပေါ့နော်အဲ့ဒီ way ဆိုတဲ့ဟာကိုကျွန်တော်ကဖယ်ခိုင်းလိုက်တာပေါ့နော်ဖယ်ခိုင်းတော့ तू ကနောက်ထပ် prompt တစ်ခုကိုထပ်ပြီးတော့မှ generate လုပ်ပေးတယ်အဲ့ဒါခါကျတော့နောက်ထပ် prompt တစ်ခုကကျွန်တော်ဒီမှာကျွန်တော်အသက်ထည့်တဲ့စာလည်းပါလာတယ်နောက်တစ်ခုကအဲ့ဒီစာကိုမှ translation နဲ့ပို့ပါလာတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ translation နဲ့ထည့်ပေးမယ်နောက်တစ်ခုကကျတော့အပေါ်မှာမြန်မာလိုပြောတာဆိုတာကိုလည်းထည့်ပေးတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာဗာလဲဆိုတော့ပို့ပြီးသားတယ်ပေါ့နောက်တစ်ခုကကျွန်တော်ကဒီမှာမျက်နှာကိုကျွန်တော်ကဟိုကျွန်တော်ရဲ့ပုံမှာတစ်ဖက်ကိုလှည့်တာစစချင်းတစ်ဖက်လှည့်နေရမှဒီကိုကင်မရာဘက်ကိုလှည့်တာဒါပေမဲ့အခုကျွန်တော်ဒီဆင်းမှာကျွန်တော်ကင်မရာဘက်ကိုပဲတဲ့လှည့်တာနဲ့ဖွင့်နေအောင်လို့ကျွန်တော်ကမျက်နှာကိုကင်မရာဘက်တဲ့လှည့်တဲ့ဟာနဲ့စပါဆိုပြီးတော့ကျွန်တော်က ChatGPT ကိုကျွန်တော်မေးလိုက်တာပေါ့နော်မေးလိုက်တဲ့ခါကျ तू ကအဲ့ဒီမှာ prompt ကို तू ကထပ်ပြီးတော့မှဟိုပိုကောင်းအောင် enhance လုပ်ပေးတာပေါ့နော်အဲ့ဒါခါကျတော့ကိုကဟိုရေးပေးတဲ့ prompt ကိုပြန်ဖတ်ကြည့်ပေါ့နော်နည်းနည်းလေးပြန်ဖတ်ကြည့်ပြီးတော့မှကိုကဟိုအဆင်ပြေတယ်ဆိုရင်တော့အဲ့ prompt ကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကူးမယ်ပေါ့နော်ကိုကတကယ်လို့အဆင်ပြေပြီးဖတ်ကြည့်လို့ကိုကစလုံးမတပ်ပုံတွေကအမှန်နေဆိုရင်တကယ်လို့အဲ့ဒါကိုကျွန်တော်တို့ပြန်ကူးမယ်ပေါ့နော်ကူးထည့်ပြီးတော့မှကျွန်တော်တို့ဆောင်းတာတော့ကကျွန်တော်တို့ flow ကိုသွားမယ် flow ကိုသွားပြီးမှပုံကိုလည်း upload လုပ်မယ်ဒီပုံနဲ့ပဲအဲ့တော့ခါကျထည့် upload လုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် model ကိုစစ်မယ် model က fast ဖြစ်ရမယ် quality ဖြစ်နေမှာဆိုရင် quality ဆိုရင် credit data အကုန်ပါဆိုလို့အဲ့တော့ခါကျဟုတ်ပြီဒါဆိုရင်အကုန်လုံးစစ်ပြီးပြီဆိုရင်ကျွန်တော်တို့မော်ဟိုပေါ့နော် video ကျွန်တော်တို့ဟို generate လုပ်လို့ရပြီပေါ့နော်အဲ့တော့ခါကျတခုချင်းစီလိုက်စင်ရင်တော့ပိုကောင်းတာပေါ့နော်ခါလေးကျရင်ဟိုစလုံးမတက်ပုံနေမှာပါတတ်တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်နှိပ်လိုက်မယ်နှိပ်တဲ့ခါကျရင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်အဲ့ဒါခါကျတော့သူကတိတ်တော့မကြပါဘူး2မိနစ်3မိနစ်ပါပဲကိုယ့်ရဲ့ line ပေါ်ရဲ့လူအသုံးပြုပုံများတဲ့ခါကျရင်ပုံမူတည်တာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဗီဒီယိုလေးထွက်လာပါပြီထွက်လာတဲ့ခါကျတော့ဒီဗီဒီယိုကိုကျွန်တော်မြန်မာအတန်အတွက်မှန်ကျွန်တော်တို့ထပ်ပြီးတော့မှ If you don't know how to create AI videos yet, you can learn by joining the Viewbit private group for just 20,000. မြန်မာအတန်တော့မထွက်ဘူးပြန်เนาะတခုခုတော့မှားနေနေမှာကျွန်တော်တို့ကုန်း prompt ကတော့ the same prompt သုံးပေမဲ့သူကဟိုမြန်မာတမထုတ်ဆိုကျွန်တော်တို့ prompt ကိုပြန်စစ်ကြည့်ရမှာပေါ့နော်ဘာကြောင့်မှားလဲပေါ့နော်ကျွန်တော်တို့ဒီ prompt ကျွန်တော်ချက်ပြန်ကြည့်လိုက်ပါမယ် copy ကူးပြီးတော့မှအဲ့ဒါခါကျတော့ကျွန်တော်ထင်တာကတော့ကျွန်တော်တို့ကဒီမှာဘယ်လိုပြောမလဲကျွန်တော်တို့ဒီမှာဗမာလိုပြောပါလို့ကျွန်တော်ဒီမှာရေးလိုက်ရအောင် she set in Burmese ဆိုတာမထည့်လိုက်ကြကျွန်တော်အခုဒီမှာ set in Burmese ဆိုတာထည့်မယ်ပထမတစ်ချောင်းကိုထည့်မယ်နောက်ကြံလေးလာသူပြောတဲ့ဟာကျွန်တော်ပြန်စစ်ကြည့်လိုက်မယ်
ဟုတ်ပြီဒါဆိုရင်အဆင်ပြေပြီเนาะ run ကြည့်လိုက်မယ်ဒီအောင်ကျွန်တော်ဆက်တော့မပါကျွန်တော် model မှန်ပြန်ကြည့်မယ်ကြည့်ပြီးတော့မှဟုတ်ပြီဒါဆိုရင်ထပ်ပြီး run ကြည့်မယ်ပေါ့နော် run တဲ့ခါကျရင်ကျွန်တော်ကမြန်လေးဟိုအဖြစ်တော့ကျွန်တော်ကြော်လိုက်ပါမယ်အဲ့တော့ခါကျမှကျွန်တော်တို့ရဲ့ model ကတန်ထွက်မှန်ပေါ့နော်တစ်ချက်ကြည့်အောင်မဖန်တီးတက်သေးဘူးဆိုရင် Viewbit private group မှာတော့တပ်ပံဝင်ကြေးလေး2000ကျပ်ထဲနဲ့လေ့လာလို့ရပါပြီဟုတ်တယ်ဗျကျွန်တော်တို့ဒီ she said in Burmese ဆိုတဲ့ဟာလေးထဲမှာသူကမြန်မာသာပို့ပြီးတော့မြန်မာသာမှန်တာပေါ့လေကျွန်တော်အရင်တော့အများ English နဲ့ထုတ်ကြည့်သေးတယ်ရတယ်ဘာမှမရဘူးဒါပေမဲ့အခုအများ English လည်းမရတော့ဘူးသူကအခုကအရှိမ dialogue ကို Burmese လို့ထည့်နောက်ပြီးတော့မှစကားပြောတဲ့ခါကျ she said in Burmese လို့ထည့်ပြီးရင် translation နဲ့ English လို့ထည့်ပြီးတယ်ဆိုရင်တော့သူကဟိုပို့ပြီးတော့မှဘယ်လိုခေါ်မလဲဟိုမှန်တယ်ပေါ့လေမြန်မာသာမှန်ကန်သူထွက်လာတယ်ပေါ့လို့မို့ဆိုရင်သူကဟိုမြန်မာသာမမှန်ဘူးပေါ့လေဟုတ်ပြီကျွန်တော်ကအဲ့ဒါပြီးတဲ့ခါကျကျွန်တော်ကဒီမှာကျွန်တော်တို့ဒီ video frame တွေကျွန်တော်တို့တစ်ခုကျွန်တော်တို့ကထုတ်ပြီးသွားပြီ80စက္ကန့်စာနေအဲ့ဆိုရင်ကိုကြိုက်တဲ့ဟာရပြီဆိုရင်ကျွန်တော်တို့ကဒီ film ဆက်တာပေါ့နော်ကျွန်တော် video တွေ film ဆက်မယ်ဆိုရင်ကျွန်တော်အခုဖန်တီးထားတဲ့ video လေးဒီမှာကြိုက်တာနှစ်ခုလဲပေါ့နော်မထုတ်လိုက်တာ၄ခုဖြစ်သွားတယ်မကြိုက်တဲ့ဟာတွေရောအတန်ထွက်တာတွေအင်္ဂလိပ်ထွက်တာတွေကြောင့်မို့ဒါဆိုရင်ကျွန်တော်တို့ default ပေးထားတဲ့ဟာကိုကျွန်တော်တို့ကဒီမှာဟိုသုံးလို့ရတယ်ပေါ့နော်ဒီမှာ add to sync ဆိုတဲ့ဟာကိုကျွန်တော်တို့သုံးလို့ရတယ်အဲ့ဒါဆိုရင်ဒီမှာသူက sync ကိုသူကဒီမှာတစ်ခု add ပြီးသွားပြီနောက်တစ်ခုထပ် add ဆက်ချင်နေဆိုရင်စောင့်နေအောင်ပြန်သွားပါတော့ဒါဆိုနောက်တစ်ခုက add to sync နောက်တစ်ခုထပ်ထည့်ပေါ့နော်ဒါဆိုရင်ဒီမှာသူကဟိုနှစ်ခုရောက်သွားမှာပေါ့နော်ဒါဆိုရင်သူကနှစ်ခုကိုဆက်ပြီးသားဖြစ်သွားမှာပေါ့ဒါပေမဲ့သူကကြတော့ဟိုကံပါရီလောက်တော့အဆင်မပြေဘူးဒါပေမဲ့သူကဟိုသုံးလို့တော့အဆင်ပြေတယ်ပေါ့နော်ဒါဆိုဒီမှာဖြတ်လို့လည်းရတယ်ထည့်လို့လည်းရတယ်ပေါ့နော်ဟုတ်ဒါဆိုရင်ကျွန်တော်တို့ဟိုဗီဒီယိုအရှည် character မပြောင်းမဲနဲ့ကျွန်တော်တို့ဖန်တီးတတ်ပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်